အားလုံးပဲမင်္ဂလာပါရှင်ဝဝဘလော်လေးကနေပြန်လည်ကြိုဆိုလိုက်ပါရနော်မနက်စာတိုဘူးနွေးလေးချက်စားဖြစ်လို့တိုဘူးနွေးကောင်းကောင်းချက်စားခြင်းတဲ့သူတွေအတွက်ချက်နီးလေးကိုမျှဝေပေးလိုက်ပါတယ်ရှင်စံစည်း90သားကစိုင်ပြင်ဆယ်ပွဲစာခံရနိုင်ပါတယ်ပထမဆုံးကြက်သွန်နီနဲ့ခရမ်းညင်သီးကိုစနွမ်းနဲ့ငယ်ထည့်ပြီးတော့ခဏချက်ပါမယ်ခရမ်းညင်သီးနဲ့ကြက်သွန်စိမ့်နှံပြောက်ရင်တော့တောက်တောက်ဆင်းထားတဲ့ကြက်သားထည့်ပါမယ်အရသာအတွက်ပဲငံပြားရဲ့အကျဲထည့်ပါမယ်ပဲငပိအငံထမင်းစားစွန်း2စွန်းခန့်ထည့်ပါမယ်ငရုတ်ကောင်းမုံနဲ့ငယ်ထည့်ပါမယ်ကြက်သားမုံအချိုမုံစသဖြင့်ကြရင်ထည့်နိုင်ပါတယ်ပဲငပိမှာအရသာပါပြီးသားမို့လို့ဟင်းခတ်မုံတွေထပ်မထည့်တော့ပါဘူးအသားကျရင်တော့ဟင်းအနှစ်လေးရပါပြီအဓိကမပါမဖြစ်စီမွေးလေးချက်ပါမယ်ပကံတစ်ခုတည်းကိုပါကောလို့ခေါ်တဲ့နနက်ပွင့်မှုံနဲ့ရှောက်ကောလို့ခေါ်တဲ့ဖာလာနက်စီအမုံကိုလက်ဖက်စားစွန်း2စွန်းစီထည့်ပါမယ်နှမ်းလော်ထမင်းစားစွန်း2စွန်းခန့်ထည့်ပါမယ်ပြီးရင်တော့စီကိုအပူပေးပြီးတော့စီပူပူကိုခုနအမုံတွေထည့်တဲ့ပကံထဲကိုလောင်းထည့်ပါမယ်စီနဲ့အမုံတွေနှက်အောင်မွေပြီးရင်တော့စီမွေးလေးရပါပြီငရုတ်စီမွေးကိုလည်းပကံတစ်လုံးထဲကိုငရုတ်သီးမုံထည့်ပြီးတော့စီပူပူလောင်းထည့်နှက်အောင်မွေလိုက်ရင်တော့ငရုတ်စီမွေးရပါပြီကြက်သွန်ပြူစီမွေးကိုတော့စီပူပူမှာကြက်သွန်ပြူထောင်းထားတာထည့်ပြီးတော့မွေပြီးတာနဲ့မီးပိတ်လိုက်ပါမယ်မီးပိတ်ပြီးတာနဲ့ချက်ချင်းပဲစနွမ်းမုံထည့်ပါမယ်ကြက်သွန်ပြူလေးတွေကျွတ်လာရင်တော့ပကံထဲကိုတန်းခတ်ပါမယ်မဟုတ်ရင်ဒဲပူရှိန်နဲ့ကြက်သွန်ပြူလေးတွေတူးသွားမှာစိုးလို့ပါနော်ပြီးရင်တော့တိုဖူးလေးကြိုပါမယ်ပဲမုံအစိမ်း160 g ကိုရေ150 ml လောက်နဲ့ဖြော်ထားပါမယ်ဒဲထဲကိုရေ1လီတာခွဲလောက်ထည့်ထားပါမယ်ရေဆူလာရင်တော့စနွမ်းမုံလက်ဖက်စားစွန်းတစ်ဝက်ခန့်နဲ့စားထမင်းစားစွန်းတစ်ဝက်ခန့်ထည့်ပါမယ်ပြီးရင်တော့ခုနဖြော်ထားတဲ့ပဲမုံစိမ်းတွေလောင်းထည့်ပြီးတော့ဆက်မပြတ်မွေပေးပါမယ်ဟင်းခတ်မုံကြရင်လည်းထည့်နိုင်ပါတယ်ကျမကတော့မထည့်ထားပါဘူးပဲမုံစိမ့်နဲ့ပြောက်တဲ့အထိကြိုပြီးရင်တော့တိုဖူးတုံတုံလေးဖြစ်အောင်လို့ကောမုံထမင်းစားစွန်း3စွန်းကိုရေနှဲငယ်ဖြော်ပြီးတော့ထည့်ပါမယ်နောက်ထပ်9မိနစ်လောက်ဆက်ကြိုပြီးရင်တော့တိုဖူးရီလေးရပါပြီစံခေါက်ဆွဲပတ်ကလေးကိုတိုးဖူးရီပူပူတဲ့ထဲမွေးပကံနဲ့ထဲကြက်သားနှင်းမြေပဲလော်ထောင်ရှောက်ကောပေါကောနှမ်းစီမွေငရုတ်စီမွေနနံပင်ပဲငံပြားရဲ့အပြစ်လို့ခေါ်တဲ့ကြာညွတ်ထည့်ပြီးရင်တော့မုံညစ်ချင်လေးနဲ့တွဲစားရင်အရန်ကောင်းတဲ့တိုးဖူးနွေးလေးရပါပြီ။အဝန်ပစ္စည်းတွေအားလုံးကိုရှမ်းစာတွေရောင်းတဲ့ဆိုင်မှာဝယ်လို့ရပါတယ်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့တောက်ချစ်စီတိုင်းကျေးဇူးများတင်ပါတယ်ရှင်။နောက်ရက်တင်မှာပြန်တွေ့ကြမယ်နော်။